ဒါကတော့ list type widget ရဲ့ result လို့ပြောလို့ရတယ်ဆိုတော့ကျွန်တော် column ရဲ့ stack widget ရဲ့အကြောင်းပြောပြီးဆိုတော့နောက်ထပ်ကျွန်တော်ပြောချင်တဲ့ widget လေးကကြတော့list type widget ပေါ့နော် list type widget ကတော့မြင်တာအောင်ရှင်းပြတာထက်ရေးလိုက်တာပို့ပြီးတော့ပုံမြင်တာမယ်ပေါ့နော်ဒါကြောင့်မို့ကျွန်တော်တို့စပြီးတော့ရေးလိုက်ကြအောင်ပေါ့နော် list type widget ဆိုလို့ရှိရင်ထုံးစံတိုင်းကျွန်တော် list type widget ခေါ်မယ်သူကဘာတွေပါလဲဆိုတော့သူပုံစံနဲ့ app အရင်တော့ပြောခဲ့ဘူးလေ app bar တို့ဘာလို့ ਨੇ ဆင်နေပေါ့နော်သူ့မှာဘာတွေပါလဲဆိုတော့ title ပါတယ်leading ပါတယ်နောက်ဆုံးပြီးတော့ trailing ပါတယ်ပေါ့နော် okay ဆိုတော့နည်းနည်းလေးအကြမ်းဖျင်းလေးအရင်ရေးကြည့်ကြမယ်ပေါ့နော်စစချင်း leading ကိုကျွန်တော်ရေးကြည့်မယ်ပေါ့နော် leading မှာကဘာမှမများဆဆတော့မလုပ်တော့ဘူးကျွန်တော်test ခေါ်ပြီးတော့နံပါတ်လေးပဲဖြစ်ဖြစ်မြားလေးပဲအရင်တက်ထားလိုက်မယ်ပေါ့နော်အဲ့ဒါကို reload လုပ်ကြည့်လိုက်လို့ရှိရင်ဒီမှာမြားလေးပေါ်လာပြီပေါ့နော်ဒီမှာတစ်ခုပြောချင်တာကကြတော့leading list type ရဲ့ leading တို့ titles တို့က test only လက်ခံတာမဟုတ်ပါဘူးဘယ် widget ကိုမဆိုလက်ခံပါတယ်သူ့ဟာသူဘယ် widget ပဲထည့်တယ်ပေါ့နော်ဒါပေမဲ့list type ရဲ့သူ့ရဲ့သတ်မှတ်ထားတဲ့ဘယ်လိုပြောရမလဲ size tag ကျော်သွားရင်တော့boundary overflow error တော့တက်တယ်ပေါ့နော်အဲ့လေးတော့ယူဆပြီးပါပေါ့နော်ဆိုတော့ test မှာကြတော့ကျွန်တော်ကတစ်ခုခုရေးလိုက်ပြီပေါ့နော်ပြီးတော့ title ပြီးတော့ထုံးစံတိုင်း subtitle ထပ်ထည့်လို့ရတယ်နောက်ဆုံး trailing ဆိုတာကြတော့ဒီ list type တစ်ခုလုံးရဲ့နောက်ဆုံးပေါ့နော် ending ပုံစံမျိုးပေါ့နော်ဒီမှာကျွန်တော်က icon လေးပဲထည့်လိုက်မယ် icon button လေးထည့်လိုက်မယ်ပေါ့နော်icon button က on press function ကိုထည့်ပေးရတယ်အဲ့ဒါပြီးတော့သူကနောက်ထပ် icon data ထည့်ပေးရတယ်ပေါ့နော် icon data မှာ icon widget ကိုလက်ခံတယ်ပြီးတော့ဒီမှာဆိုတော့ကျွန်တော်ကnotification add ပေါ့နော်icon လေးထည့်လိုက်မယ်ဒါဆိုလို့ရှိရင်သူကဒီလိုမျိုးပေါ့နော်ဒီလိုမျိုး cut view ပုံစံ widget လေးရသွားပြီပေါ့နော်ဒီမှာတော့ leading ကို edit မလုပ်ချင်လို့ကျွန်တော်ဖြတ်လိုက်မယ်ဘာလို့သူမပါလဲလှနေရဆိုတော့နောက်ထပ် list time ကဘာထပ်ထည့်လို့ရသေးလဲဆိုတော့ကျွန်တော်တို့က dance လုပ်မလားပေါ့နော်ဒါဆိုရင်ကျွန်တော်နည်းနည်းပွားရောင်ရောင်ဖြစ်နေပေါ့နော် dance ကိုကျွန်တော်တို့က true ပေးလိုက်လို့ရှိရင်သူကနည်းနည်းလေးကြုံသွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့မှနောက်ဒီ list time မှာကျွန်တော်တို့ကဒီ list time တစ်ခုလုံးအတွက် on press တို့on long press တို့ပုံစံမျိုးfunction လဲတွားရေးပေးလို့ရတယ်ပေါ့နော် on press မှာဆိုလို့ရှိရင်ကျွန်တော်ကသူ့ကိုနှိပ်လိုက်ရင်ဘာဖြစ်မလဲပေါ့နော်ဘာဖြစ်မလဲဆိုတော့ကျွန်တော်လောဆယ်တော့ print လုပ်ထားလိုက်မယ်ပေါ့နော်အဲ့လိုခါမျိုးမှာကျွန်တော် print လိုက်လို့ရှိရင်ဒီအောက်မှာ hello world ဆိုပြီးတော့လာ print တယ်ပေါ့နော်ဆိုတော့ list type widget ကိုကျွန်တော်အကြမ်းပြင်းရှင်းပြတာတော့ဒီလောက်ပဲဒါကတော့ list type widget ရဲ့ result လို့ပြောလို့ရတယ်ဆိုတော့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ